ကမ္ဘာအကြီးဆုံးမြင်း9ကောင်နံပါတ်1 Frisian မြင်းသူ့ရဲ့ခန္ဓာကိုယ်ကအလွန်မဲနက်ပြီးတောက်ပနေတယ်လို့လှိုင်းတုံးပုံစံရှိတဲ့လက်ဆံမွေးနဲ့အမီးကလည်းအလွန်လှပပါတယ်သူ့ရဲ့ခြေထောက်တွေမှာလည်းခွာရီတစ်ဝိုက်မှာအမွှေးရှည်တွေနဲ့ဖုံးအုပ်ထားတာကြောင့်အလွန်ခံရပြီးကြည်ကောင်းတဲ့အသွင်ပြင်ရှိပါတယ်နံပါတ်2ရှာယာမြင်းဒီမြင်းကတော့ကမ္ဘာအမြင့်ဆုံးနဲ့အလေးဆုံးမြင်းတွေထဲကတစ်ကောင်အဖြစ်လူသိများပါတယ်သူ့ရဲ့ကြီးမားတဲ့ခွာရီနဲ့ခြေထောက်တွေမှာအမွှေးထူတွေနဲ့ဖုံးအုပ်ထားတာကြောင့်သူဟာခွန်အားကြီးမားတဲ့မြင်းတစ်မျိုးအဖြစ်သတ်မှတ်ထားကြပါတယ်နံပါတ်3ပါချာယွန်မြင်းဒီမြင်းကတော့ခွန်အားနဲ့တွက်လက်မှုကိုပေါင်းစပ်ထားတာကြောင့်အလွန်ထူးခြားပါတယ်သူ့ရဲ့ငွေရောင်တန်းနေတဲ့မီးကိုရောင်သို့မဟုတ်အမဲရောင်အမွှေးအုပ်ကော့နေတဲ့လေပင်နဲ့လှပတဲ့ခေါင်းပုံစံကြောင့်တခြားမြင်းမျိုးတွေနဲ့မတူပဲတီးတန့်ဖြစ်နေတာပါနံပါတ်4အာတင်းမြင်းဒီမြင်းကတော့သူ့ရဲ့ကြစ်လစ်ပြီးကြွက်သားသားရည်ရှိတဲ့ခန္ဓာကိုယ်ကြောင့်လူသိများပါတယ်သူ့ရဲ့ခြေထောက်တွေကတိုးပြီးထူထဲတာကြောင့်အလွန်ခိုင်ခန့်တဲ့ပုံစံမျိုးရှိပေမဲ့သူ့ရဲ့မျက်နှာပေကတော့အေးချမ်းပြီးငြိမ်သက်နေတတ်ပါတယ်နံပါတ်5ကလိုက်စတေးမြင်းဒီမြင်းကတော့သူ့ရဲ့ခြေထောက်တွေမှာဖုံးအုပ်ထားတဲ့အဖြူရောင်မွေးထူတွေကြောင့်အလွန်ထူးခြားပြီးကြည်ကောင်းပါတယ်သူ့ရဲ့ရှောင်းလန်းပုံကလည်းစီးချက်ညီပြီးခံရတာကြောင့်ကမ္ဘာပေါ်မှာအလှပဆုံးနဲ့လူသိအများဆုံးမြင်းတစ်မျိုးဖြစ်ပါတယ်